ဒူရင်သီးလေးခွဲပါမယ်ဒူရင်သီးကရန်ကုန်မှာတီးတာပါရန်ကုန်ဦးဝိဇာရလမ်းမကြီးပေါ်ကခြံကတီးတဲ့အသီးပါဒူရင်သီးရာသီဆိုရင်နှစ်တိုင်းလက်ဆောင်ပေးတဲ့သမီးရဲ့တငယ်ချင်းသဲကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အပင်ကနေအမှဲ့ကြွေတော့မှလက်ဆောင်ပေးတာပါမှဲ့နေပြီဆိုတော့ထိတ်ကအရာလေးတွေကိုဓားလေးနဲ့ဟလိုက်တာနဲ့အလွယ်တကူပဲခွဲလို့ရပါတယ်အသီးမှာငါးမြောင်းပါတော့ငါးမြောင်းစလုံးအသားပြည့်ပြီးတော့မှအရန်ကောင်းပါတယ်ဒူရင်သီးအသားငါးမြောင်းရဲ့အလေးချိန်က900 gram လောက်ရှိတယ်အသီးခွဲပြီးတဲ့အချိန်စွန်းတော့ကပ်ဖို့အချိန်မီလို့စွန်းတော့အရင်ကပ်ပါတယ်ဒီမှာစားပါတယ်သမီးတဲတဲရေကျေးဇူးအများကြီးတင်ပါတယ်နော်